ဒီနေ့မနေ့ကလေးရဲ့ကောင်းစဉ်လေးကတော့အဆုံးအမသည်အကောင်းဆုံးတင်းရဲ့ဘဝမှာလူတွေရဲ့လှုပ်ကြံမှုတွေမတရားညှင်းဆဲမှုတွေဒါမှမဟုတ်မမျှော်လင့်ပဲကြုံတွေ့ရတဲ့ဆိုးရတဲ့အခြေအနေကြောင့်ငါဘဝတော့သွားပါပြီကိုယ့်အပေါ်မကောင်းကြံတဲ့လူတွေကိုကြည့်ပြီးနာကြည်ဝမ်းနေမိသလားလူတွေကတင်းကိုဖျက်ဆီးဖို့ကြံစီနိုင်ပေမဲ့ဖျားသခင်ကတော့အဲ့ဒီအဆိုးတွေကိုအကောင်းဖြစ်ပြောင်းလဲပေးဖို့အစီအမံရှိပါတယ်ယောသရဲ့ဘဝဆက်ကြောင်းကကျွန်တော်တို့ကိုဘာတွေသင်ပေးသလဲယောသဟာသူ့ရဲ့ညီကိုရင်းတွေရဲ့ရောင်းစားခြင်းကိုခံခဲ့ရတယ်မတရားဆွဆွဲခံရပြီးထောင်ထဲမှာနှစ်ပေါင်းများစွာနေခဲ့ရတယ်လူမျက်စိနဲ့ကြည့်ရင်တော့ယောသရဲ့ဘဝဟာအဆုံးသတ်သွားပြီလို့ထင်ရပါတယ်ဒါပေမဲ့ဘုရားသခင်ကအဲ့ဒီညှင်းဆဲခြင်းတွေကြားကနေယောသကိုအေဂုရုပြည်ရဲ့ဒုတိယအာဏာရှိဆုံးလူအဖြစ်မြောက်စားခဲ့ပါတယ်နောက်တစ်ချိန်မှာသူ့ကိုဒုက္ခပေးတဲ့ညီကိုတွေကိုပြန်တွေ့တဲ့အခါယောသစကားတစ်ခုပြောခဲ့ပါတယ်။တမန်ကျမ်းစာတွေမှာအခုလိုဖော်ပြထားခဲ့ပါတယ်။ကပောက်ကျမ်းအခန်းကြီး90အပိုက်ငယ်20တင်းတို့သည်ကျွန်ုပ်ကိုညှင်းဆဲပြီးကြံကြတော်လေဘုရားသခင်သည်ယနေ့ဖြစ်သည့်အတိုင်းလူများအသက်ချမ်းသာစေခြင်းကကျေးဇူးပြုမိကြံတော်မူ၏အခြေအနေဆိုးတွေကိုကြည့်ပြီးအားမငယ်ပါနဲ့ရန်သူကတင့်ကိုတွင်းထဲကိုတွန်းချလိုက်တာဟာဘုရားသခင်ကတင့်ကိုနန်းတော်ပေါ်တင်ပေးဖို့ပြင်ဆင်နေတာပါဘုရားသခင်ကအဆိုးဆုံးအခြေအနေတွေကိုအသုံးပြုပြီးအကောင်းဆုံးရလဒ်တွေကိုဖန်တီးတတ်တဲ့အရှင်ပါတင်းဘွားမှာကြုံတွေ့နေရတဲ့ညှင်းဆဲခြင်းတွေဟာနောက်တစ်ချိန်မှာလူများအတွက်ကောင်းကြီးဖြစ်လာပါလိမ့်မယ်ကြားနာသူရောက်တိုင်းမှာဘုရားသခင်ကောင်းကြီးပေးပါစေအာမင်